လုပ်ကြရကွာဘယ်လိုဖြစ်မှမသိဘူးကွာတကူမှလည်းအဆင်မပြေဘူးဖြစ်လာတော့ရာချိန်နဲ့သူ့ရဲ့လူရောက်လာမှာဟုတ်လားထက်ဟုတ်လားဟယ်လိုမင်္ဂလာပါခင်ဗျာပြောပါခင်ဗျာဟွာလေအကိုအလုံးအပ်ချင်လို့ပါရှင်ဟောအလုပ်ကိစ္စလားအကျွေးတောင်းမေးဖို့ပါအကိုအဲ့လိုလုံးမျိုးဆိုရင်အကိုတို့က30% ယူတယ်နော်ငွေကြီးရအဓိကမဟုတ်ပါဘူးကိုယ်အဓိကအဲ့ကောင်ကိုသုံးမချင်တာမြန်မာပြည်တွင်းမှာရှိတယ်ဆိုရင်ပြေးမလို့ဆရာကိုတို့ရှာပေးမယ်ပြီးတော့ညီမလေးဖြစ်နေတဲ့ဆန္ဒအတိုင်းဖြစ်စေရမယ်စိတ်ချတဲ့ညီမလေးအချက်လက်တွေအကုန်လုံးညီမပို့ပေးလိုက်ပါမယ်ရှင်ဟိုဆရာလေးတော့လွှဲပေးလိုက်ဟုတ်ကဲ့ရှင်ဟုတ်ကိုဟုတ်โอเคညီမလေးလို့တော့ရပြီကွာစံချီရောက်ဟာရောက်ပတ်စံချင်းလွှဲပေးတော့ရောက်အားရရောက်ပြီဆိုတော့နည်းနည်းတော့လုံးမလုံးခင်ပြိုးလိုက်မယ်တဲ့ကပြိုးတိုက်တော့ပြိုးပေးဒီကောင်ရင်းလန်းရှာကတော့မလားငါကောင်းတယ်မလို့ရခေါ်တော့မရဘူးငါအခုတော့မဝါတတဖြစ်တရားကြည့်ဟိုကောင်ဖြိုးပြန်လာသွားမယ်ကွာကိုယ်ဆက်လက်နေတာကွက်တီပဲပြူလာလာထားဝေးဆိုတာမင်းလားဟုတ်ကဲ့ဝေးဆိုကျုံကွာမာကြီးခေါ်စီပို့လိုက်မှရှိတော့ပို့တယ်ငါလုံးပို့လိုက်ငါလုံးပြီးပြီကွာအဲ့ဒါဆိုရင်ပို့တော့ခေါ်စင်ငါဒီမှာတွေ့ပြီပတ်သွားပြီโอเคပြီးပြီသားမယ်လားပို့လေထပ်ပြီးတော့မဟုတ်ထူးကြီးပို့မယ်ကွာလာပို့သွားမယ်ပို့ဟာလူမားနေပြီဆရာကြီးပုံဆက်ပြောမှာပဲဟယ်လိုဆရာကြီးတပည့်တွေကလှုပ်ချလိုက်ပြီကျွန်မပြောတဲ့ဝေဝေရဝဝကြီးလေအခုကဝေဝေရပိမ့်မိန်လေးလူမားနေပြီဆရာကြီးတပည့်တွေကိုပြောပေးပါအောင်ဟုတ်ဆရာကြီးဟုတ်ဝဲဒါငါတို့အလုပ်အောင်ဘန်းရထူကြီးကျင့်မယ်ကွာကျင့်ခဏဖုန်းဝင်လာရုပ်ကဟာဟုတ်ကွာအာစီဟယ်လိုအာစီရောက်ပါခင်ဗျာကျွန်တော်လုံမြောက်ပြီးလုံးလိုက်တယ်ပြီးအောင်ဒီကောင်တီးပလိုက်ပြီကြောက်နေမင်းတို့လူမခဲ့တယ်ကွာဒါလူမလို့ဟိုကြတာဝါမင်းတို့လောက်လာတာပိလေးမင်းတို့ကောင်တွေကဆောက်တူတဲ့ဆောက်လုံနေကြဟုတ်ကဲ့ဒီကလူမမစရာပေါ့အဲ့ဝေဆိုတဲ့ကောင်ကိုခင်းထွက်ခဲ့ကြတာရောက်နေဟုတ်ကဲ့ခင်ဗျာဟုတ်ရောကွာလာကတော့ကပေးတော့တော့မင်းကဝေးကွာတိတ်စားကွာဟာတဲကွာဒုက္ခပေးတယ်ကောင်အဲ့ကောင်ဒီကောင်စစ်တော့အဲ့ကောင်အေးဟုတ်ပြီရွေးတောင်းရမယ်ပို့လိုက်ပို့မယ်ပါမလားဝေဆိုတဲ့အကောင်မှတ်ပလားငါ့ကိုလာဆန်းလို့